လက်ကုတ်ဒီဆရာမလက်ကုတ်ကဆရာမဆူကြပါတေးတဲ့ပြန်လွင်လို့နေသူပြောင်းစားတစ်ခုလေးပါတယောက်တလဲမို့လန်းကပြန်ပဲချသည်တော့ဘူးလေးတွေပန်းစင်ထားသူရဲ့ခေါင်းလေးမို့လို့တော့ဘူးလေးတွေပန်းစင်ထားသူရဲ့ဟိုဒီမောကြတဲ့ပွဲမှာကြတယ်ဆရာမရှိတာကြိုက်ပါဆရာမရဲ့လာတဲ့ဒီမာပြန်မတော့ငါတော့မသွားပြန်မငါတော့ဒီလိုပြန်မသွားပြီလာအေးလာဒီလာပြန်မအီဘောလို့ပြန်မအီဘောပြန်မအီဘောပြန်မသူကြောင့်ပြန်မအီလို့ပြန်မအီလို့ပြန်မအီပြန်လာကျမကြီးလို့ကြားလာတာကျမကြီးကျမပြီးတော့ကျမသူကြားလာတာကျမသူကြားလာကျမသူကြားလာတာလို့မလျော်တာလားဟုတ်လားအင်းကြီးကဘယ်ရောက်သွားလဲတော်လို့လားပြန်မိုက်သေးတာ